အားလုံးပဲမင်္ဂလာပါအခုလိုမိုးရသည့်အေးအေးလေးနဲ့လိုက်ဖက်အောင်လို့ဒန်နာကြီးကခြေခွဲစရာခြေစလန်လေးတစ်ပုဒ်ကိုပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ပြမယ်ဒန်နာကြီးစလန်လေးကတော့ရှင်စောပြူထိတ်ထားလေးရဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်စောပြူထိတ်ထားလေးဆိုတာကတော့တရေခေတ္တရာရဲ့အနီးနားမှာပဲရှိတယ်တိုင်းပြည်ငယ်လေးတစ်ခုရဲ့ဘရင်တောင်ညိုမင်းရဲ့ညီမတော်တူလည်းဖြစ်ပါတယ်မင်းသမီးလေးကလေသူ့ရဲ့အလှတရားဘယ်လောက်ထိထူးခြားလဲဆိုရင်သူကတရက်ထဲမှာတော့မှပုံစံ၃မျိုးပြောင်းပြီးတော့မှကိုထူးထူးခြားခြားနဲ့လှပရသူဖြစ်တာပေါ့နော်မနက်ပိုင်းဆိုလို့ရှိရင်ကလေးတငယ်ပုံစံမျိုးလေးအရန်ငယ်ရွယ်နှုတ်ပြိုပြီးသူကအရန်ချစ်စရာကောင်းတယ်တဲ့မွန်းတဲ့ပိုင်းရောက်တဲ့ချိန်ကျတော့အရွယ်ရောက်စအမျိုးသမီးပုံစံမျိုးနဲ့တင့်တက်တဲ့နဲ့ကိုသူကလှတာတဲ့ညနေပိုင်းကိုရောက်တဲ့ချိန်ကျတော့ရင်းချက်တည်ငြိမ်တဲ့မိန်းမပုံစံမျိုးနဲ့ပေါ့နော်တည်ငြိမ်ရင်းချက်နဲ့သူ့ရဲ့အလှတရားပြောင်းလဲသွားတယ်အဲကြောင့်တရက်ကိုအချိန်ပိုင်းခြားလိုက်ကိုသူကအလှတရား၃ချိန်လောက်ကိုပြောင်းလဲနေတာတဲ့ဒါကြောင့်မို့လို့လဲသူ့ကို3မှန်လာမင်းသမီးဆိုပြီးခေါ်ခဲ့တာပေါ့နော်ဒါကြောင့်မင်းသမီးလေးကိုအဲတောင်ညုံမင်းကနေပြီးတော့မှဒိုးတပောင်ဘရင်စီကိုပေါ့နော်နှစ်ပြည်တောင်ချစ်ကြည်ရေးအတွက်ဆိုပြီးဒီမင်းသမီးလေးကိုမိဖုရားအဖြစ်နဲ့ဆက်သားဖို့လို့သူကကန်လန်းဒိုးတပောင်မင်းကြီးကနှစ်ပြည်တောင်ချစ်ကြည်ရေးအတွက်ဆိုပြီးတော့လက်ခံကြောင်းအမိန့်ထုတ်ပြလိုက်တယ်ပေါ့နော်ဒါပေမဲ့ဒိုးတပောင်မင်းကြီးရဲ့ရင်ထဲမှာဆွဲလန်းလန်းနဲ့ချစ်နေတဲ့သူကတော့အားလုံးသိတဲ့အတိုင်းပဲပန်ထရာဒေဝီဘုရင်မဟုတ်ဖြစ်ပါတယ်ဒီအကြောင်းတွေကိုမသိတဲ့မင်းသမီးလေးကတော့မင်းကြီးကရွှမ်းတတိနဲ့လည်းပြည့်စုံတယ်အရန်လည်းချုံမော့ခန့်ညားတဲ့ဘုရင်တစ်ပါးဖြစ်တယ်ဆိုတော့သတင်းစကားတွေကိုကြားထားတယ်ပေါ့နော်ဒါကြောင့်မင်းသမီးလေးရဲ့ရင်ထဲမှာသူကတိတ်တခိုးလေးမျက်နှိုးနေမိတာပေါ့နော်အင်းတွေတိတ်ခါနဲ့ပြည့်စုံတဲ့မင်းသမီးလေးတစ်ပါးလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့သူရင်ထဲကနေပြီးတော့မှတိတ်လေးခိုးပြီးချစ်ခဲ့ရတဲ့ဘုရင်ကြီးနဲ့ပေါ့နော်အခုတကယ်ပဲလက်ထပ်ခွင့်ရတော့မယ်ဆိုတဲ့အချိန်မှာမင်းသမီးလေးရဲ့ရင်ထဲမှာတော်တော်လေးကိုရင်ခုန်ပြီးတော့စိတ်လှုပ်ရှားနေခဲ့မှထင်ပါတယ်အဲ့လိုနဲ့နောက်တစ်နေ့မှာတော့မင်းသမီးလေးကအလှဆုံးဝတ်စားရေးဝေးအကောင်းဆုံးလက်ဝတ်ရည်နာယူဆင်မြန်းပြီးတော့သူ့ရဲ့အထင်းတော်ကြီးအစီကံတွေပြီးတော့သစ္စာတော်ကစင်ပြီးတော်ကြီးနဲ့အတူတူခရီးစတင်ထွက်လာခဲ့ကြပါတယ်အဲ့ဒီသတင်းကိုဒိုးတပောင်မင်းကြီးရဲ့မိဖုရားကြီးကကြားတဲ့အခါမှာပေါ့နော်အရန်လှတဲ့မင်းသမီးလေးဒါဒီကိုရောက်လာမယ်ဆိုရင်သူတို့နေရာပျောက်သွားမှာအရန်ကြောက်တယ်အဲ့ဒါကြောင့်မို့လို့သူတို့မင်းသမီးလေးကိုဒီနန်းတော်ကိုရောက်မလာအောင်ပေါ့နော်ညီအမျိုးမျိုးနဲ့ကြံစီကြတယ်အဲ့ဒါနဲ့နောက်ဆုံးတော့သူတို့အကြံရသွားတယ်မင်းသမီးလေးကိုသွားကြိုဖို့လို့လွှတ်လိုက်တဲ့အဖွဲကိုသူတို့ကသွားပြီးတော့မှလက်ထိုးတယ်ပေါ့နော်မင်းကြီးစီမှာလိန်ပြီးတော့မှရှောက်တင်ဖို့လို့ဆိုပြီးမှသူတို့ကလက်ထိုးထားလိုက်တယ်အဲ့ဒါနဲ့နောက်နေ့မင်းသမီးလေးတို့နန်းတော်ရောက်လာခံဒီရောက်တဲ့အချိန်မှာအဲ့ကြိုမဲ့အဖွဲကသွားကြိုတယ်ပေါ့နော်ကြိုပြီးတော့မင်းသမီးလေးကိုနန်းတော်တကားဝမှာခဏထားခဲ့တယ်ပြီးတော့မင်းကြီးစီကိုအရင်သွားပြီးရှောက်တင်ရတာပေါ့နော်မင်းသမီးလေးရောက်နေပြီဆိုတဲ့အကြောင်းအဲ့ချိန်မှာအဲ့လက်စားထားတဲ့လူကနေပြီးတော့မှမင်းကြီးကိုလိန်ပြီးရှောက်တင်တယ်ဘယ်လိုပြောလဲဆိုတော့မင်းသမီးလေးကတဲ့ရုပ်ကလေးရတာလှတာပါတဲ့ခန္ဓာကိုယ်ကြီးကအရန်ကြီးလုံးလို့မျိုးတကားဝါနဲ့တောင်မဆန့်ဘူးတဲ့ဒါကြောင့်မျိုးတကားဝါမှာပဲထားခဲ့ရတာပေါ့နော်မျိုးတဲ့နန်းတော်တွေကိုခေါ်လို့မရဘူးဆိုပြီးလိန်ပြီးရှောက်တင်တယ်အဲ့ဒါနဲ့ဒိုးတပောင်မင်းကြီးကလည်းယုံတော့ဒါဆိုလို့ရှိရင်တော့မျိုးပြင်မှာပဲသူ့ကိုထားလိုက်တော့ဒီနန်းတွင်းကိုခေါ်မလာနဲ့ဆိုမျိုးအမိန်ထုတ်ပြန်လိုက်တယ်ပေါ့နော်အဲ့ဒါကိုမသိဘဲနဲ့မင်းသမီးလေးကနန်းတော်တွေကိုဝင်မို့လို့လုပ်တာပေါ့နော်ဒါပေမဲ့နန်းတော်တွေကိုဝင်တဲ့အချိန်မှာသူ့ကိုဝင်မပြုတ်ဘဲနဲ့ရဲမက်တွေကတားထားတာပေါ့အဲ့ဒါနဲ့မင်းသမီးလေးကဘာဖြစ်လို့လဲသူ့ကိုဘာလို့ဝင်မပြုတ်တာလဲသူ့မှာဘာဖြစ်ရှိလို့လဲလို့မေးတော့မိဖုရားကြီးလက်ထိုးထားတဲ့သူကလာပြီးတော့မှမင်းသမီးလေးကိုပြောတာပေါ့နော်ကလိန်ကကျစ်နဲ့သူကပြောတာမင်းကြီးကပြောတယ်တဲ့မင်းကဒီနေ့ကို3မျိုးလောက်တောင်ပြောင်းပြီးလှတာဆိုတော့မင်းရဲ့အလှတရားကအစစ်မှန်လည်းမဖြစ်နိုင်ဘူးအောက်လန်းနီးပညာရေးနဲ့လှုပ်ထားတယ်မင်းကမိစ္ဆာမတယောက်ပဲပေါ့နော်ပြီးတော့တကယ်မူလရုပ်သွင်းရလဲဘလူးမတယောက်လို့ကိုအရန်ရုပ်ဆိုးတယ်ဒါကြောင့်မလို့မင်းကိုမိဖုရားဖြစ်နေလက်မခံနိုင်ဘူးလို့မင်းကြီးကမိန့်လိုက်တယ်ဆိုပြီးတော့မှမင်းသမီးကိုလိန်ပြီးတော့မှပြောတာပေါ့နော်တကယ်တော့မင်းကြီးကအဲ့စကားကိုမပြောဘူးဒါပေမဲ့လက်စားထားတဲ့အတွက်ကြောင့်မို့သူကကလိန်ကကျစ်နဲ့မင်းသမီးလေးကိုအဲ့လိုပြောတာပြောတော့မင်းသမီးလေးကအရန်ရှက်သွားတာပေါ့နော်သူကငကိုတွေကလည်းဖူးဖူးမောက်ခံထားရတဲ့မင်းသမီးတစ်ပါးလည်းဖြစ်တယ်ပြီးတော့အရက်အိမ်တွေကလည်းအရန်ကြီးတယ်အဲ့တော့သူအရန်ရှက်သွားတယ်ပြီးတော့သူတိတ်တခိုးနဲ့သူချစ်နေရတဲ့သူကလည်းသူ့ကိုဒီလိုမျိုးပြောရက်လိုက်တာဆိုတဲ့စိတ်နဲ့သူတကယ်ကိုစိတ်မကောင်းဖြစ်သွားတော့အဲ့ဒါနဲ့သူတို့အဖွဲကပြန်ပြီးတော့နောက်ကျောင်းပြန်လှည့်လာခဲ့ကြတာပေါ့နော်လမ်းတနေရာကိုရောက်တဲ့ချိန်မှာအဲ့တောအုပ်တဲကိုရောက်တော့သူကထိမထားနိုင်တော့ဘူးအချိန်မှာသူလုံးဝငိုချပစ်လိုက်တယ်ငိုချပြီးတော့မှငါမျက်နှာကအလောက်တောင်ပဲရုပ်ဆိုးနေလို့လားဘလူးမလို့တောင်ပြောခံရတယ်ဒီလောက်တောင်ရုပ်ဆိုးတာလားငါမျက်နှာကငါပြန်ကြည့်မယ်ဆိုပြီးတော့မှသူကမြေကြီးတွေကိုရေထွက်တဲ့အထိတူးပြီးတော့မှကုတ်လိုက်တယ်တဲ့ဒါကြောင့်မို့လို့လေလက်သေးရေကန်ဆိုပြီးတော့မှဖြစ်ပေါ်လာတာဖြစ်ပါတယ်တဲ့
အဲ့ဒီအချိန်မှာဒုတော်ဘောင်မင်းကြီးကဖြစ်ရမှန်နေအားလုံးသူတေးချာချာစုံစမ်းပြီးတည်သွားတဲ့အခါကျတော့မင်းသမီးလေးပေါ်မှာအရန်အားနာသွားတာပေါ့နော်အဲ့ဒါနဲ့ပဲသူမိအောင်လိုက်ပြီးခေါ်မဲပြီးရင်တော့မင်းသမီးလေးကိုတောင်းပန်မယ်ဆိုပြီးနောက်ကနေအမိလိုက်လာခဲ့တာဒါပေမဲ့သူရောက်တဲ့ချိန်မှာအရန်ကိုနောက်ကျသွားပြီးဘာလို့လဲဆိုတော့မင်းသမီးလေးကရင်ဝဲနာကျပြီးတော့မှတည်သွားခဲ့တယ်ပေါ့နော်တည်ဆုံးသွားတဲ့ရုပ်လောင်းကိုပဲသူမြင်တွေ့ရတော့တယ်တဲ့အဲ့ဒါနဲ့သူအရန်စိတ်မကောင်းဖြစ်ပြီးတော့မှမင်းသမီးလေးကိုအဲ့ဒီနေရာမှာပဲမြုပ်ဖို့အမိန့်ပေးလိုက်တယ်ပြီးတော့မင်းသမီးလေးဘေးမှာပါလာတဲ့အစေခံတွေကိုလည်းဒီနေရာမှာပဲမင်းသမီးလေးရဲ့အုပ်ကိုစောက်ရှောက်ပြီးတော့မှရွာတီးပြီးနေကြဖို့လို့အမိန့်ပေးလိုက်တယ်ပေါ့နော်အဲ့ချိန်မှာမင်းသမီးလေးကနတ်စိမ်းဘဝကိုရောက်သွားတယ်တဲ့မကျွတ်လွတ်သေးပဲနဲ့ပေါ့နော်နတ်စိမ်းဘဝကိုရောက်သွားတယ်ရောက်သွားတော့မင်းကြီးကိုအိမ်မက်ပေးတယ်တဲ့သူဘဲမှာသွားစရာနေစရာမရှိဘူးသူ့အတွက်တနေ့အပိုင်စားပေးဖို့ဆိုပြီးတောင်းတယ်ပေါ့နော်အဲ့ဒါနဲ့မင်းကြီးကအခုလက်ရှိပြည်မျိုးအနီးကမှော်စာမျိုးမှာပေါ့နော်မင်းသမီးလေးကိုအပိုင်စားပေးလိုက်တယ်တဲ့ရှင်စောပြူထိတ်ထားလေးကသူ့ရဲ့အလှတရားကိုမနာလိုတဲ့သူတွေကပေါ့နော်ဂုံချောဂုံတိုက်တဲ့စကားတွေကြောင့်မို့လို့အဆက်ကွဲခဲ့ရပြီးတော့မှသူဝမ်းနဲ့ပက်လက်နဲ့တိတ်ဆုံးခဲ့ရတာဖြစ်တဲ့အတွက်သူ့ရင်ထဲမှာအမုန်းတရားတွေအညှိုးတရားတွေအများကြီးရှိနေတယ်ဒါကြောင့်မို့လို့လေသူကသူ့အပိုင်စားရတဲ့နေရာတဝိုက်မှာသူကချိန်စာတိုက်ခဲ့တာမျိုးရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ဒီလိုမျိုးဂုံချောဂုံတိုက်တဲ့သူရှိလို့ရှိရင်ဂုံချောစကားပြောတဲ့သူတွေကတကူလုံးအနာကြီးယောဂါတွေဖြစ်ပြီးတော့မှหนูပြီးတော့မှတိတ်ဆုံးရမယ်ဆိုပြီးသူချိန်စာတိုက်ခဲ့ပါတယ်တဲ့တချို့ရွာသားတွေကလည်းတဆင့်စကားပြန်ပြောကြတဲ့ခါမှာလည်းတကယ်လဲဒီလိုမျိုးဂုံချောဂုံတိုက်တဲ့သူတွေကအနာကြီးယောဂါတွေဖြစ်ပြီးหนูပြီးတေသွားတာတွေလည်းရှိတယ်လို့တော့တဆင့်စကားနဲ့ပြန်ကြားရတယ်ပေါ့နော်အခုညီမတို့မြင်တွေ့နေရတဲ့ကျောင်းတော်ကြီးကတော့သမိုင်းပညာရှင်တွေတချို့ကဒီကျောင်းတော်ကြီးကအင်းဝခေတ်နှောင်းပိုင်း16ရာစုမှာတည်ဆောက်ခဲ့တယ်လို့ယူဆခဲ့ကြပါတယ်တချို့ကျတော့လည်းကုန်းမောင်ခေတ်လောက်မှာတည်ဆောက်ခဲ့ပြီးတော့မှသူတက်တန်းအားဖြင့်နှစ်ပေါင်း300ကျော်လောက်ရှိပြီလို့လည်းယူဆခဲ့ကြပါတယ်ဒီကျောင်းတော်ကြီးကအင်းဝခေတ်တုန်းကစာဆိုအကျော်မော်ကြီးဖြစ်ခဲ့တဲ့ပေါ့နော်ရှင်မဟာရထတာရသတင်းသုံးနေထိုင်ခဲ့ပူးတဲ့ကျောင်းတော်ကြီးလည်းဖြစ်ပါတယ်ဒီကျောင်းတော်ကြီးကိုအလွန်ကိုလှပဆန်းပြတဲ့ရှေးဟောင်းပန်းတမော့လက်ရာများနဲ့တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ငလျင်တန်ကျောင်းမို့လို့သူက2025ခုနှစ်ပေါ့နော်မတ်လ28ရက်နေ့နေ့လယ်ပိုင်းမှာညီမတို့ငလျင်တန်ထိသွားပြီးတော့မှဒီ3မှန်လကျောင်းကြီးကပြိုကျသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့အစိုးရကနေပြီးတော့မှညီမတို့ဇွန်လ2025ခုနှစ်ဇွန်လမှာပေါ့နော်မူလရှေးဟောင်းလက်ရာမပြတ်အောင်လို့စနစ်တကျပြန်လည်တည်ဆောက်ပြီးတော့မှထိန်းသိမ်းပြုပြင်ထားခဲ့တာဖြစ်ပါတယ်။3မှန်လာမင်းသမီးလေးနဲ့ပတ်သက်တဲ့ရာဇဝင်အကြောင်းလေးကတော့ဒီလောက်ပါပဲเนาะနောက်ထပ်ဗီဒီယိုတွေမှာလည်းဒီထက်ပိုပြီးတော့မှစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းအကြောင်းတွေရာဇဝင်တွေဇာတ်လမ်းလေးတွေကိုပြောပြပေးမှာဖြစ်တဲ့အတွက်ညီမတို့ channel ကို subscribe လုပ်တော့ဖို့မမေ့ပါနဲ့เนาะအားလုံးပဲကျေးဇူးတင်ပါတယ်